အားလုံးပဲမင်္ဂလာပါရှင်ကဘာတလွားကလူနေမှုစနစ်အမြင့်ဆုံးအငြိမ်းချမ်းဆုံးပညာရေးအကောင်းဆုံးချဆောင်မှုအနေပါဆုံးစတဲ့အကောင်းဆုံးစည်ရင်းတွေရဲ့ထိပ်ပိုင်းမှာအမြဲတမ်းပါလိရှိတာကတော့စကင်ဒီနေဗီးယန်နိုင်ငံတွေဖြစ်ပါတယ်ဒီတစ်ခါတော့အဲ့ဒီစကင်ဒီနေဗီးယန်နိုင်ငံတွေရဲ့အကြောင်းကိုပြောပြချင်ပါတယ်စကင်ဒီနေဗီးယန်ဆိုတာကတော့စကင်ဒီနေဗီးယားကျွန်းဆွယ်ကိုအစွဲပြုပြီးခေါ်တဲ့အမည်ဖြစ်ပြီးဒီကျွန်းဆွယ်နဲ့ဆက်ဆက်နေတဲ့နိုင်ငံတွေကိုစကင်ဒီနေဗီးယန်နိုင်ငံတွေလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။စကင်ဒီနေဗီးယားကျွန်းဆွယ်ဟာဥရောပမြောက်ပိုင်းမှာတည်ရှိပြီးဆွီဒင်၊နော်ဝေး၊ဒိန်းမတ်နိုင်ငံတွေနဲ့အဓိကပါဝင်ဖွဲ့စည်းထားပါတယ်။တခါတရံမှာတော့ဖင်လန်နဲ့အိုက်စလန်နိုင်ငံတွေကိုလည်းစကင်ဒီနေဗီးယန်နိုင်ငံတွေဆိုပြီးသုံးနှုန်းလိရှိပါတယ်။စကင်ဒီနေဗီးယန်နိုင်ငံတွေဟာသူတို့ရဲ့အေးချမ်းသာယာမှုလူနေမှုစနစ်ဖွံ့ဖြိုးမှုအမှုအခင်းနေပါမှုစီးပွားရေးကောင်းမွန်မှုစတာတွေအပြင်မျက်စိပတာရဖြစ်ဖွယ်ရာတောတောင်ရေမြေရှုခင်းအလှတွေကြောင့်ကမ္ဘာတလွှားမှာနာမည်ကုန်တဲ့ကြော်စောလိရှိပါတယ်။စကင်ဒီနေဗီးယားနိုင်ငံတွေရဲ့အကြောင်းကိုအချက်10ချက်နဲ့ဝေမျှသွားပါမယ်။နံပါတ်1တဘာဝအလှအပရှုခင်းတွေစကင်ဒီနေဗီးယားနိုင်ငံတိုင်းဟာတဘာဝအလှအပရှုခင်းတွေကြောင့်ကမ္ဘာလက်ခရီးသွားတွေအကြားမှာအင်မတန်ရေပန်းစားပါတယ်။အာတိတ်ဆက်ဝိုင်းအနီးအေးပိုင်းဒေသမှာတည်ရှိတဲ့နိုင်ငံတွေဖြစ်တာကြောင့်စီးနှင်းဖုံးလွှမ်းနေတဲ့တောင်တန်းတွေရေခဲမြစ်ရေခဲလှိုင်ကိုယ်တွေစိမ့်ဆူရှုမိုးပွေတောအုပ်တွေကိုနေရာအနှံ့အပြားတွေ့ရှိနိုင်ပါတယ်။အဆိုပါတဘာဝအလှအပတွေကြောင့်ပဲစကင်ဒီနေဗီးယန်နိုင်ငံတွေဟာခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးငါးဖမ်းလုပ်ငန်းဂေဟခရီးသွားလုပ်ငန်းအစရှိတဲ့ကဏ္ဍသီးသီးမှာအောင်မြင်နေတာတွေ့ရပါတယ်။နိုင်ငံသားတွေဟာတာဝန်သိစိတ်အပြည့်နဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေမှာတအားပါဝင်ကူညီအားဖြည့်ကြတာဟာလေအလွန်နှစ်ထောင်အားရဖွယ်ကောင်းပါလေ။နံပါတ်2လူနေမှုအဆင့်အတန်းဖွံ့ဖြိုးမှုစကင်ဒီနေဗီးယန်နိုင်ငံတွေရဲ့လူနေမှုအဆင့်အတန်းဟာကမ္ဘာပေါ်ကအခြားနိုင်ငံတွေအတွက်ရှေ့ဆောင်လမ်းပြသဖွယ်အတူယူအားကျစရာတစ်ခုဖြစ်လာခဲ့ပါတယ်။စကင်ဒီနေဗီးယန်အစိုးရတွေဟာပြည်သူတွေရဲ့လူနေမှုစနစ်ဖွံ့ဖြိုးရေးကိုရှေ့ရှုပြီးပညာရေး၊ကျန်းမာရေးဆောင်ရှောက်မှုဥပဒေစိုးမိုးရေးလုံခြုံရေးအစရှိတဲ့ကဏ္ဍအသီးသီးမှာလိမ်လည်မှုမရှိအောင်ဗတ်စုံတောင်းစုံဖြည့်စွမ်းပေးနေတာတွေ့ရပါတယ်။ဒါကြောင့်ပြည်သူတွေပေးဆောင်ရတဲ့အခွန်အခတွေမြင့်မားလာပေမဲ့တစ်ဖက်မှာလည်းစီးရဲချမ်းသာကွာဟမှုကိုအတော်အသင့်လျှော့ချနိုင်တာတွေ့ရပါတယ်။အစိုးရရဲ့အမျောအမြင်ရှိမှုကြောင့်ပြည်သူတွေဟာဘေးကင်းလုံခြုံမှုနဲ့ပျော်ရွှင်ရောင်ရဲမှုတို့ကိုဆုလက်အသေးအပွင့်အဖြစ်ခံစားကြရပါတယ်။နံပါတ်3ပညာရေးအဆင့်အတန်းစကင်ဒီနေဗီးယန်နိုင်ငံတွေဟာကောင်းမွန်တဲ့ခေတ်မီပညာရေးစနစ်ကိုအခြေခံပြီးတည်ထွင်စမ်းသစ်မှုနဲ့နည်းပညာဖွံ့ဖြိုးမှုတွေကိုတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဒါကြောင့်လည်းဒီနိုင်ငံတွေဟာပညာရေးအဆင့်အတန်းမှာလည်းထိပ်တန်းကရပ်တည်နေနိုင်ကြတာဖြစ်ပါတယ်။အရေးအသွေးမြင့်မားတဲ့ပညာရေးစနစ်နဲ့သင်ယူညွှန်းနှံတွေကြောင့်ကျွမ်းကျင်တဲ့အလုပ်သမားအင်အားစုပေါ်ထွန်းလာပြီးနိုင်ငံစီးပွားရေးဟာပိုမိုအားကောင်းလာခဲ့ပါတယ်။စူးစမ်းလေးလာမှုတီထွင်ဖန်တီးမှုနဲ့သိပ္ပံနည်းကျသုံးသပ်ဆင်ခြင်မှုတို့ကိုအလေးထားတဲ့ပညာရေးစနစ်ဖြစ်တာကြောင့်ခေတ်မီဖွံ့ဖြိုးတဲ့လူအဖွဲ့အစည်းတစ်ခုကိုတည်ထောင်နိုင်ခဲ့ကြပါတယ်။ဒိန်းမတ်လိုနိုင်ငံမျိုးဆိုရင်ကျောင်းတက်လို့ပတ်စံမပေးရတဲ့အပြင်ပတ်စံပြန်ပေးပါသေးတယ်။နံပါတ်4တဘာဝတယံဇာတအရင်အမြစ်တွေစကင်ဒီနေဗီးယန်နိုင်ငံတွေဟာ၎င်းတို့ရဲ့တဘာဝတယံဇာတအရင်အမြစ်တွေကိုအကောင်းဆုံးစီမံခန့်ခွဲအသုံးချနိုင်တာကိုလည်းတွေ့ရပါတယ်။ဥပမာပြောရရင်နော်ဝေနိုင်ငံဟာ၎င်းရဲ့ရေနံနဲ့တဘာဝတံငွေတယံဇာတတွေကိုထိထိရောက်ရောက်စီမံခန့်ခွဲအသုံးပြုနိုင်တာတွေ့ရပါတယ်။ဒီနိုင်ငံတွေဟာ၎င်းတို့ရဲ့တယံဇာတနဲ့စွမ်းအင်အရင်အမြစ်တွေကိုအလေးအလွင့်မရှိအောင်ထိမ့်သိမ်းနိုင်ပြီးပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ရေရှည်တည်တဲ့ခိုင်မြဲရေးလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ဒီလိုတယံဇာတတွေကိုစနစ်တကျစီမံခန့်ခွဲနိုင်ခြင်းကြောင့်လေဒီနိုင်ငံတွေဟာစီးပွားရေးတည်ငြိမ်ပြီးချမ်းသာကြွယ်ဝနေရခြင်းဖြစ်ပါလိမ့်။နံပါတ်5စုံလင်ခြားနားသောစီးပွားရေးလုပ်ငန်းတွေစကင်ဒီနေဗီးယန်နိုင်ငံတွေဟာမတူညီတဲ့စီးပွားရေးကွန်ရက်တွေကိုအကောင့်ထဲပေါ်လျက်ရှိကြပါလိမ့်။နည်းပညာလုပ်ငန်းအကြီးစားကုန်ထုတ်လုပ်ငန်းစက်မှုလုပ်ငန်းသင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေဟာစကင်ဒီနေဗီးယန်နိုင်ငံတွေရဲ့စီးပွားရေးအောင်မြင်မှုပြရုပ်ဖြစ်ပါတယ်။အဆိုပါလုပ်ငန်းတွေကြောင့်လည်းစကင်ဒီနေဗီးယန်နိုင်ငံတွေဟာကမ္ဘာစီးပွားရေးလောကရဲ့
အတက်အကျတွေကိုရေရှည်အံတုနိုင်တာဖြစ်ပါတယ်ဒီလိုစုံလင်ခြားနာတဲ့စီးပွားရေးနယ်ပယ်အသီးသီးဟာနိုင်ငံဗန်ဒါကိုပုံမအားကောင်းလာအောင်အထောက်အကူပြုလျက်ရှိပါတယ်နံပါတ်6စီးလုံးညီညွတ်မှုစကင်ဒီနေဗီးယန်နိုင်ငံတွေဟာမတူကွဲပြားတဲ့ယဉ်ကျေးမှုဓလေ့စရိုက်တွေကိုအခြေခံပြီးစီးလုံးညီညွတ်တဲ့လူအတိုင်းဝိုင်းတစ်ခုကိုထူထောင်နိုင်တာတွေ့ရပါတယ်။ပြည်သူတွေဟာအချင်းချင်းပူးပေါင်းဆောင်ရွက်တတ်ကြပြီးတက်ညီလက်ညီရှိကြတာအမှန်အကန်မှာပြည်သူလူထုရဲ့စီးလုံးမှုတဟဇာတရှိမှုတာဝန်သိတတ်မှုတို့ကြောင့်လေပဋိပက္ခကင်းဝေးပြီးလိုက်ရောညီထွေရှိတဲ့လူပတ်ဝန်းကျင်တစ်ခုကိုတည်ထောင်နိုင်ခြင်းဖြစ်ပါတယ်။နံပါတ်9ကြားမတန်းတူညီမျှမှုစကင်ဒီနေဗီးယန်ပြည်သူတွေဟာကြားမတန်းတူအခွင့်အရေးရရှိရေးကိုအလေးပေးဆောင်ရွက်ကြတာတွေ့ရပါတယ်။ကြားမတန်းတူညီမျှမှုသာမကအလုသမားအခွင့်အရေးကိုလည်းရှေ့ရှုကြပြီးလူဒန်းစားမရွေတာတူညီမျှမှုရှိအောင်ဥပဒေတွေပြဋ္ဌာန်းထားကြပါတယ်။ဒါကြောင့်လေဒီနိုင်ငံတွေမှာနေထိုင်ကြသူအများစုဟာတက်ကြွရွှင်လန်းပြီးနေ့စဉ်ဘဝမှာစွမ်းဆောင်ရည်မြင့်မားကြတာဖြစ်ပါတယ်။နံပါတ်10နိုင်ငံရေးတည်ငြိမ်မှုနှင့်တရားဥပဒေစိုးမိုးမှုစကင်ဒီနေဗီးယန်နိုင်ငံတွေရဲ့အစိုးရအဖွဲ့တွေဟာဒီမိုကရေစီလမ်းစဉ်အတိုင်းမှန်မှန်ကန်ကန်အုပ်ချုပ်ပြီးတမတ်ရှိတဲ့ဥပဒေမှန်တိုင်းတွေကိုပြဋ္ဌာန်းထားတာတွေ့ရပါတယ်။အကျင့်ပြတ်ခြစားမှုအလွန်နေတဲ့နိုင်ငံတွေဖြစ်တာကြောင့်နိုင်ငံရဲ့ဝင်ငွေတွေဟာခြစားသူတွေရဲ့အိတ်ကက်ထဲကိုရောက်မသွားဘဲတင်တော်တဲ့ကဏ္ဍသီးသီးမှာပြန်လည်အသုံးချနိုင်ပါလေ။တန်းတူညီမျှမှုအပေါ်အလေးထားတာကြောင့်စုပူအကြမ်းဖက်မှုမရှိဘဲစီးပွားရေးအခွင့်အလမ်းတွေပွင့်လင်းမှုရှိပြီးပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေတိုးပွားလာခြင်းဖြစ်ပါတယ်။နံပါတ်9တီထွင်စမ်းသစ်မှုစကင်ဒီနေဗီးယန်နိုင်ငံတွေဟာသိပ္ပံနဲ့နည်းပညာဆိုင်ရာတီထွင်စမ်းသစ်မှုတွေကိုယင်းနှိမ့်မြုံနှံလေးရှိပြီးသူတေသနစမ်းသပ်မှုတွေကိုအားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြပါတယ်။ဒါကြောင့်လေသိပ္ပံနည်းပညာအင်ဂျင်နီယာရင်းတင်ချာစတဲ့ပညာရေးကဏ္ဍတွေမှာစကင်ဒီနေဗီးယန်နိုင်ငံတွေဟာကမ္ဘာထိပ်တန်းပညာရှင်တွေကိုမွေးထုတ်ပေးရနိုင်ငံတွေအဖြစ်ဝဲလေတင်လျက်ရှိပါတယ်။နံပါတ်10ဂျာနေဝါဒနဲ့နိုင်ငံတကာချစ်ကြည်ရေးစကင်ဒီနေဗီးယန်နိုင်ငံတွေဟာဂျာနေဝါဒနဲ့နိုင်ငံတကာချစ်ကြည်တည်မြဲရေးကိုလက်ကင်ကျင့်သုံးကြပြီးများသောအားဖြင့်ကမ္ဘာရေးရာပဋိပက္ခပြဿနာတွေမှာငြိမ်းချမ်းစွာစိတ်ဆက်ဖြေရှင်းရေးကိုရှေ့ရှုဆောင်ရွက်ကြပါသည်။ဒါကြောင့်ကမ္ဘာနိုင်ငံရေးစင်မြင့်ထက်မှာငြိမ်းချမ်းမှုအရှိဆုံးဂျာနေနိုင်ငံတွေအဖြစ်ဂုဏ်သတင်းကျော်စောကြပါသည်။စကင်ဒီနေဗီးယန်လို့ပြောလိုက်တာနဲ့တာယာရှုမောပွဲတောတောင်ရေးမြေအလှလူနေမှုအစဉ်အတန်းမြင့်မားမှုစီးပွားရေးတောင့်တင်းမှုတရားဥပဒေစိုးမိုးမှုစိတ်ငြိမ်အေးချမ်းမှုတွေကိုမြင်အောင်ကြားလိမ့်မယ်ထင်ပါတယ်။စကင်ဒီနေဗီးယန်နိုင်ငံတွေဟာအခြားကမ္ဘာနိုင်ငံတွေအတွက်အတူယူစရာအောင်မြင်မှုပြရုပ်တွေပဲဖြစ်ကြပါတယ်။အခြားနိုင်ငံတွေနဲ့ရှင်ရင်အကောင်းဆုံးနိုင်ငံတွေလို့ဆိုပေမဲ့ဒီနိုင်ငံတွေမှာလည်းအခက်အခဲကိုစီတော့ရှိနေကြပါတယ်။နေထိုင်မှုစရိတ်ကြီးမြင့်ခြင်းအခွန်အခါများပြားခြင်းရွှေ့ပြောင်းနေထိုင်သူတွေကိုဝမ်းပန်းတသာကြိုးစိုးလေးရှိတော်လေဘာသာစကားနဲ့ကွဲပြားတဲ့ယဉ်ကျေးမှုတွေကြောင့်အစဉ်ပြေဖို့ခက်ခဲခြင်းမွေးဖွားမှုနှုန်းလျော့ကျပြီးအသက်ကြီးသူလူဦးရေများပြားခြင်းတခါတရံပြင်းထန်လွန်းတဲ့ရာသီဥတုကိုရင်ဆိုင်ရခြင်းစတာတွေကတော့ဒီနိုင်ငံတွေရင်ဆိုင်နေရတဲ့အခက်အခဲတချို့ဖြစ်ပါတယ်။ဒီတစ်ခါဝင်များခဲ့တာကတော့လူနေမှုအစဉ်အတန်းမြင့်မားပြီးအေးချမ်းသာယာတဲ့စကင်ဒီနေဗီးယန်နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။